ညီကိုတို့အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်ဒီနေ့အတွက်ဒုတိယဖိုင်ပေါ့နော်ပထမဖိုင်မှာတော့ကျွန်တော်9ဘွဲထိရွေးချယ်ပေးပြီးပါပြီဒီဒုတိယဖိုင်မှာတော့6ဘွဲထိဆက်ပြီးတော့ရွေးချယ်ပေးမယ်ပေါ့ပထမဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ Telegram Channel link လေးကိုကျွန်တော် YouTube Channel bio မှာကျွန်တော်တွဲပေးထားတယ်ပေါ့နော်ကျွန်တော် comment မှာတော့မရေးတော့ဘူးပေါ့နော်ကျွန်တော်တကယ်လို့ YouTube မှာမတင်ဖြစ်တဲ့ရက်တွေဆိုလို့ရှိရင်ကျွန်တော် Telegram Channel မှာတော့ပုံမှန်လေးတင်ပေးနေပါတယ်ဗျဆိုတော့ကျွန်တော်တို့ဒီဒုတိယဖိုင်လေးရဲ့6ဘွဲကိုရွေးချယ်လိုက်အောင်ဗျပထမဆုံးရွေးချယ်ပေးမယ့်ပွဲကဂျာမန် Bundesliga ကကိုလုံးနဲ့ Hoffenheim ရဲ့ပွဲဒီပွဲစဉ်မှာဧည့်သည် Hoffenheim ကနေပြီးတော့တေအနုတ်60 body ကြီးပေးထားတယ်ကိုပေါင်းကြီးကတော့ 3D ဆိုပြီးတော့ပေးထားတယ်ဗျဒီ body ဈေးတန်းက Hoffenheim အတွက်ပြေးနေလို့ပြောရမယ်ဘာကြောင့်လဲဆိုတော့ Hoffenheim နဲ့ကိုလုံးနဲ့ပထမအကြော့တွေ့ဆုံတော့ဆိုလို့ရှိရင် Hoffenheim ကအိမ်ခွဲမှာတေအနုတ်80လောက် body ကြီးပေးထားတာဆိုတော့အဝေးခွဲမှာဆိုလို့ရှိရင် Hoffenheim ကအောက်တင်းအောင်ဖြစ်ရမှာဗျဒါပေမဲ့ဒီပွဲမှာ Hoffenheim ကတေအနုတ်60ထိ body ကြီးပေးထားတယ်အဓိကအချက်ကတော့လက်ရှိမှာ Hoffenheim ကခြေစွမ်းတော်တော်လေးကောင်းနေရလဲပါတယ်ပေါ့နော်ဘိုင်ယန်ကို5-1နဲ့ရှုံးလိုက်ပြီမဲ့လေ Hoffenheim ကဖောင်မပြတ်သွားဘူးဗျအိမ်ခွဲမှာ Freiburg ကို3-0နဲ့ပြန်ပြီးတော့အနိုင်ယူထားတယ်ဆိုတော့ Hoffenheim ရဲ့ခြေခွမ်းကလက်ရှိအချိန်ထိအားကောင်းနေသေးပေါ့ဒါပေမဲ့တစ်ဖက်ကအေရှင်ကိုလုံးကလည်းကိုသွင်းရတော်တော်ကောင်းတဲ့အသေးမြဘာကြောင့်လဲဆိုတော့ဒီတန်းတက်လာပြီးတော့ Bundesliga ကိုရောက်လာပြီးတဲ့ကအိမ်ခွဲမှာ17ပွဲကစားထားတယ်ဂိုးမသွင်းနိုင်တဲ့ပွဲဆိုလို့ Union Berlin ကို0-1နဲ့ရှုံးတဲ့တပွဲပဲရှိတယ်ဗျကျန်တဲ့ပွဲတွေ10ပွဲလုံးကိုလုံးကဂိုးသွင်းထားတယ်ဆိုတော့ဒီပွဲမှာကိုလုံးကလည်းဂိုးရမယ်Hoffenheim ကလည်းလက်ရှိအနေထားအရဘိုကီကြိုက်နေတာဖြစ်တဲ့ကြောင့်မို့လို့2ဂိုးလောက်တော့သွင်းမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အေရှင်ကိုလုံးကလည်းတန်းစင်းစုံနဲ့4မှတ်ပဲခွာတော့တာဖြစ်တဲ့ကြောင့်မို့လို့တိုက်စစ်ဖွင့်ပြီးတော့ကစားမယ်လို့ကျွန်တော်မြင်တယ်ပေါ့ဒါကြောင့်မို့လို့အပြန်အလှန်သွင်းဂိုးတွေနဲ့ရိုးရိုးလေးပဲဒီပွဲကိုတော့ဂိုးပေါ်ပဲကျွန်တော်ရွေးချယ်တယ်ဗျနောက်ထပ်ပွဲစဉ်ကတော့ကျွန်တော် Union Berlin နဲ့ Leverkusen ရဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ပေါက်ကြီးက Leverkusen အတွက်အနေငယ်ပျော့သွားလို့ပြောရမယ်Leverkusen ကမူလတော့ကတေအနုတ်60လောက်ထိ body ကြီးပေးထားတာပေါ့နော်လက်ရှိမှာတော့တေအနုတ်30ပဲရှိတော့တယ်လက်ရှိ body ဈေးနဲ့အရာတော့ Leverkusen နိုင်ဖို့မလွယ်ဘူးဗျ။ဘာကြောင့်လဲဆိုတော့ Leverkusen ကနောက်ဆုံးကစားထားတဲ့ပြိုင်ပွဲဆို9ပွဲမှာဆိုလို့ရှိရင်တပွဲပဲတည်ကြထားတယ်။6ပွဲထိနိုင်ပွဲရထားတယ်။ဆိုတော့ Leverkusen အနေနဲ့ကြေးပြန်ကြဖို့အချိန်တန်ပြီလို့ကျွန်တော်မြင်တယ်ပေါ့နော်။တစ်ဖက်က Union Berlin ကလည်း2026ရောက်ထဲက Bundesliga မှာလုံးဝနိုင်ပွဲမရသေးဘူး။ဆိုတော့ Union Berlin အတွက်ကလည်းကြေးပြန်အောင်ဖို့လိုနေတဲ့အချိန်ပေါ့။ဒါကြောင့်မလို့လေ Leverkusen ကတေအနုတ်30ပဲကြေးပေးတာပေါ့။နောက်ထပ်ထူးခြားချက်အနေနဲ့ Union Berlin ကအိမ်ဝဲမှာအသေးတွေနဲ့တွေ့လို့ရှိရင်ခိုးပေါ်တတ်တယ်ဗျဒီအဆင့်1 to 6ကအသေးတွေဖြစ်တဲ့ဘိုင်ယန်ဒေါ်မွန်ဟော်ဖန်ဟိတ်စတူဂတ်လိုက်စစ်ဒီလိုအသေးတွေနဲ့တွေ့ဆုံထားတဲ့ပွဲတွေအကုန်လုံးမှာအိမ်ဝဲမှာဆိုလို့ရှိရင် Union Berlin ခိုးပေါ်ထားတယ်1-2-3ဒါမှမဟုတ်လေ2-2ဒါမျိုးရလက်တွေနဲ့ပေါ့နော်ခိုးပေါ်ထားတာဖြစ်တဲ့ကြောင့်မလို့ဒီနှစ်မှာ Union Berlin ကအသေးတွေကိုအိမ်ဝဲမှာဒုက္ခပေးနေတဲ့အသေးလို့ပြောရမှာပေါ့ဆိုတော့ Union Berlin ဒီပွဲမှာဂိုးရမှာပါဝမ်းဝဲကနေစားကြည့်ရမယ့်ပွဲလို့ပဲကျွန်တော်မြင်တယ်ဒီတူးနှုတ်တရားဆိုတဲ့ဂိုးပေါင်းဈေးတဲ့အရာလေဂိုးပေါ်သွားနိုင်ခြေရှိနေတယ်ဆိုတော့ကျွန်တော်ဒီပွဲကိုလည်းဂိုးပေါ်ပဲကျွန်တော်ရွေးချယ်ပေးခြင်းတယ်ဗျနောက်ထပ်ပွဲတွေအနေနဲ့ကျွန်တော်တစ်ဆက်တည်းပဲဂျာမန်ပွဲလေးကိုပဲဆက်ပြီးရွေးချယ်ပေးမယ်ပေါ့နော်အဲ့ဒီပွဲကတော့ဘယ်ပွဲလဲဆိုလို့ရှိရင် live set နဲ့ဒေါ်မွန်ရဲ့ပွဲဒီပွဲမှာ live set ကတေအနုတ်90 body ကြီးပေးထားတယ်ကိုပေါင်းကြီးက3အနုတ်60ထိတောင်ပေးထားတယ်ဗျဒီလက်ရှိတေအနုတ်90ဆိုတဲ့ body ဈေးတန်းကထပ်ပြီးတော့ပြင်းလာဖို့ရှိတယ်တေအနုတ်80လောက်ထိကို live set ကကြေးတက်လာဖို့ရှိတယ်ပေါ့တော်တော်လေးပြင်းတဲ့ကြေးလို့ပြောရမယ်ဒေါ်မွန်ကလက်ရှိမှာဂျာမန် Bundesliga မှာတပွဲပဲရှုံးနေတာအဲ့ပွဲကလည်းဘိုင်ယန်ကို2-1နဲ့ရှုံးထားတဲ့တပွဲကျန်တဲ့ပွဲတွေအကုန်လုံးမှာဒေါ်မွန်ကလုံးဝရှုံးပွဲမရှိသေးဘူးသူအသင်းမျိုးကိုခြေစွမ်းပိုင်းလုံးဝမငြိမ်တဲ့ live set ကတေအနုတ်80လောက်ထိ body ကြီးပေးတယ်ဆိုတော့ကျွန်တော်ကတော့ဒေါ်မွန်မရွေးချယ်ရတော့ဘူးဗျ live set ဒီပွဲမှာတစ်ခုခုလုပ်ပြမယ်လို့ကျွန်တော်မြင်တယ်ထိတ်တွေးဆုံမှုတွေအရဆိုလို့ရှိရင်လည်း live set အနေနဲ့ဒေါ်မွန်ကိုအိမ်ဝဲမှာနောက်ဆုံး၄ပွဲဆက်အနိုင်ယူလာတာlive set အိမ်ဝဲမှာထိတ်တွေးဆုံထားတဲ့နောက်ဆုံး8ချိန်မှာဆိုလို့ရှိရင်လည်းလက်ရှိ body ဈေးတန်းနဲ့တူလာဆိုလို့2019-2020ရာသီတုန်းကတစ်ချိန်တော့ရှိဘူးတဲ့အဲ့ဒီတုန်းကတော့live set က Z2 နဲ့ရှုံးသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းက live set ကအဆင့်3ဒေါ်မွန်ကအဆင့်2ပြကြားထဲမှာရမှတ်3မှပဲကွာတာဆိုတော့အဲ့ဒီအချိန်တုန်းကအိမ်ဝဲမှာတေအနုတ်80ဆိုတဲ့ body ကြီးပေးတာမဆန်းဘူးကျွန်တော်ဒီပွဲကိုတော့ဘိုကီရဲ့ပေါက်ကြီးကိုပဲယုံမယ်ဗျာကျွန်တော် live set ကိုပဲရွေးချယ်မယ်ဒေါ်မိုကိုဝေခုလိုက်မယ်ဆိုလို့ရှိရင်ထိုးသားများစုကဒေါ်မိုပဲနေမှာဗျာဆိုတော့ညီကိုတို့ဒီပွဲကိုကြိုက်မှဆော့ပါကျွန်တော် body ကြီးကိုအပြည့်အဝယုံပြီးတော့ပဲကျွန်တော်ဒီပွဲကို live set body ပဲကျွန်တော်ရွေးချယ်မယ်ဗျာဆိုတော့နောက်ထပ်ပွဲစဉ်ကိုတော့ကျွန်တော်တို့ Premier League ဘက်ကိုတွားမယ်ပေါ့နော် Chelsea နဲ့ Burnley ရဲ့ပွဲဒီပွဲစဉ်မှာ Chelsea ဘက်ကနေပြီးတော့2.10 body ကြီးပေးထားတယ်ကိုပေါင်းကြီးကတော့3အနုတ်60ဆိုပြီးတော့ပေးထားတယ်ဗျဆိုတော့2.10ဆိုတဲ့ body ဈေးတန်းက Chelsea အတွက်ကြေးပြည့်တယ်လို့တော့ပြောလို့မရဘူးတစ်ဖက်က Burnley လည်းဖြစ်တယ် Burnley ကိုနယူကာဆယ်တို့လီဗာပူးတို့မှဒီလောက်ပဲဈေးတန်းပေးခဲ့တာမို့လို့ Chelsea ရဲ့2.10ဆိုတဲ့ဈေးတန်းကတော့ပေးရမှာပေါ့နော်ဆိုတော့ကြေးရောက်နိုင်မလားဆိုတဲ့အချက်ကိုကျွန်တော်တို့တွေးရမယ်
ဘန်လီကလက်ရှိမှာတန်းစင်းဆောင်ကလွတ်ဖို့တော့ခက်ခဲနေပြီဒါပေမဲ့နောက်ဆုံးပွဲစဉ်မှာ Crystal Palace ကို2-3နဲ့အနိုင်ယူထားသလိုရှေ့ပွဲတွေမှာဆိုလို့ရှိရင်လည်း Man U လီဗာပူးစပါဒီလိုအသင်းတွေကိုဂိုးတွေပြန်သွင်းပြီးတည်ရကန်ထားတယ်ဒီအချက်ကိုတော့ကျွန်တော်တို့ထည့်တွက်ရမယ်ချယ်ဆီကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာလီကို2-2နဲ့တည်ရကျလိုက်တယ်အဲ့ဒီရှေ့ရပွဲစဉ်မှာဆိုလို့ရှိရင်လည်းအိမ်ဝင်းမှာဝါဆန်ကို3-2နဲ့ကပ်ပြီးတော့နိုင်ထားတာပေါ့နော်ဆိုတော့လက်ရှိ2.30ဆိုတဲ့ body ဈေးတန်းအရတော့ချယ်ဆီအနေနဲ့ကြီးအောင်ဖို့ခက်ခဲနိုင်တယ်လို့တော့တန်လျာဝယ်စရာရှိရပေါ့နောက်တစ်ချက်ကကြတော့ချယ်ဆီအနေနဲ့ဒီရာသီမှာတန်းတက်လာတဲ့အသင်းရယ်တန်းသေးတော်ကအသင်းရယ်ဒီအသင်းတွေကိုအိမ်ဝင်းမှာကစားထားတဲ့ပွဲတွေအကုန်လုံးမှာဂိုးပေါ်ထားတယ်ဗျအနေဆုံး3ဂိုးကိုရောက်ထားတယ်3-0နဲ့ဂိုးပြတ်နိုင်ထားတဲ့ပွဲတွေလည်းရှိသလို2-2 3-2ဆန်နာလန်ကိုဆိုလို့ရှိရင်1-2ဒါမျိုးရှုံးထားတဲ့ပွဲတွေလည်းရှိရပါတော့ကျင်းတည်တဲ့အချက်ကတော့3ဂိုးထိပွဲတိုင်းရောက်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီပွဲကအနေဆုံးတော့3ဂိုးရောက်မယ်ဗျနောက်တစ်ချက်ကကြတော့ချယ်ဆီကနီးပြအပြောင်းလဲဖြစ်ပြီးတဲ့ကဂိုးမပေးရတဲ့ပွဲက2ပွဲပဲရှိတယ်တစ်ဖက်ကဘန်လီကလည်းလက်ရှိမှာအသင်းကြီးတွေကိုပြန်ပြီးတော့ဂိုးသွင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့3-60ဆိုတဲ့ဂိုးပေါင်းဈေးတန်းနဲ့တော့ကျွန်တော်ဂိုးပေါ်ကိုပဲကျွန်တော်ရွေးချယ်ခြင်းနဲ့တစ်ချက်ရှိတာကတော့ချယ်ဆီဘော်ဒီဈေးတန်းလည်းအောင်သွားနိုင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ချယ်ဆီကဒီပွဲပြီးလို့ရှိရင်ကစားရမယ့်နောက်ထပ်5ပွဲကအာဆင်နယ်အက်စတွန်ဗီလာနယူကာဆယ်အေဗာတန်မန်စီးတီးမန်ယူပွဲကြီးတောက်ချောက်ကြက်တယ်ဗျာပြောရရင်ချယ်ဆီအနေနဲ့နောက်ထပ်5ပွဲ6ပွဲအတွင်းမှာကြီးအောင်ဖို့ကမလွယ်တော့ဘူးဆိုတော့ချယ်ဆီကြီးအောင်ပဲဆိုလို့ရှိရင်ဒီလိုပွဲမျိုးကကြီးအောင်တင်တဲ့ပွဲလို့ပဲကျွန်တော်မြင်တယ်ဆိုတော့ညီကိုတို့ဒီပွဲကိုဇုံဘော်တွေကကြိုက်တဲ့အချက်ကိုစော့ပါတော့ချယ်ဆီဘော်ဒီနဲ့ချယ်ဆီဂိုးဘော်တွေကကြိုက်တာကိုရွေးစော့ပါကျွန်တော်ကတော့အရေးဆိုပြီးတော့ပဲချယ်ဆီဘော်ဒီကိုပဲရွေးချယ်လိုက်မယ်ဗျာနောက်ထပ်ပွဲစဉ်ကတော့အက်စတိုဗီလာနဲ့လီယူနိုက်တက်ကပွဲကိုကျွန်တော်ရွေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာအက်စတိုဗီလာဘက်က1.90ဘော်ဒီကြီးပေးထားတယ်ကိုပေါင်းကြီးကတော့3.80ဆိုပြီးတော့ပေးထားတယ်ဗျဒီပွဲမှာတတိထားမှာအက်စတိုဗီလာရဲ့လက်ရှိအနေထားပေါ့နော်နောက်ဆုံးပရီးမီးယားလိ6ပွဲဆက်ဂိုးအောက်ထားတယ်ဆိုတော့အက်စတိုဗီလာအတွက်ဂိုးပေါ်ပွဲကလာသိပြီဗျဒါပေမဲ့3.80ဆိုတဲ့ဂိုးပေါင်းဈေးတန်းနဲ့ဂိုးပေါ်ပါမလားလို့ကျွန်တော်တို့တွေးနေရရှိတယ်ဆိုတော့ကျွန်တော်တို့လက်ရှိ6ပွဲဆက်ဂိုးအောက်ထားတဲ့ရှေ့ရပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Nottingham Forest နဲ့ပွဲဗျ3-1နဲ့ Aston Villa နိုင်ပွဲရထားတယ်ဇုံပေါ်ထားတယ်အဲ့ဒီပွဲတုန်းကပေးထားတဲ့ body ဈေးဂိုးပေါင်းဈေးတန်းအတိုင်းပဲလက်ရှိ Leeds United နဲ့ပွဲမှာပေးထားတာဆိုတော့ဒီပွဲကလည်းဂိုးပေါ်သွားနိုင်တဲ့ပွဲလို့ပဲကျွန်တော်ထင်တယ်နောက်တစ်ချက် body မှာလည်းတစ်ဖက်က Leeds လက်ရှိမှာအဝေးပွဲ73ပွဲကစားထားတယ်တပွဲနိုင်ပြီး9ပွဲတည်ကြထားတယ်9ပွဲရှုံးထားတယ်အဲ့ဒီတည်ကြထားတဲ့9ပွဲကနောက်ဆုံးအဝေးပွဲ6ပွဲမှာ9ပွဲတည်ကြထားတာရှုံးထားတယ်လို့ရှိရင်လည်း Newcastle ကို4ဂိုး3ဂိုးနဲ့တပွဲပဲရှုံးထားတယ် body ဈေးတန်းအရာကြည့်မယ်ဆိုလို့ရှိရင်လည်း Leeds United အနေနဲ့အဝေးပွဲမှာ body ဈေးတန်းအောင်တာဆိုလို့ရှိရင်9ပွဲထိရှိသွားပြီဆိုတော့ Leeds United ကဒီပွဲမှာ body ဈေးပြန်ကျတဲ့အချိန်လည်းဖြစ်နေတယ်ဆိုတော့ဒီပွဲက2-1လောက်ကနေစကြည့်ရမယ်ပွဲလို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ဒီပွဲကိုတော့ကျွန်တော်ဂိုးပေါ်ကိုပဲဆော့သေးခြင်းနဲ့ဆိုတော့နောက်ဆုံးပွဲတွေကတော့ Man City နဲ့ Newcastle ရဲ့ပွဲဒီပွဲတွေမှာ Man City ဘက်ကနေပြီးတော့1.40 body ကြီးပေးထားတယ်ဂိုးပေါင်းကြီးကတော့3.60ဆိုပြီးပေးထားတယ်ဆိုတော့ညီကိုတို့သိတဲ့အတိုင်းပဲ Man City က Newcastle ကိုဆိုလို့ရှိရင်အိမ်ဝင်းမှာတောက်လျှောက်အနိုင်ရနေတဲ့အသင်းများဆိုတော့ဒီပွဲကလည်းအာဆင်နယ်အမှတ်ရော့နေအောင်အခွင့်ကောင်းယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Man City ကျင်းတွေပေါင်းအနိုင်ယူမှာပဲဆိုတော့1.40ဆိုတဲ့ပြား40ကိုပဲကျွန်တော်တို့ရေးပြီးတော့ပဲဆော့ရမယ်ပွဲပေါ့နော် Man City body ထက်တခြားရွေးချယ်စရာမရှိဘူးပေါ့ Newcastle ကလည်းအကျင့်တစ်ခုရှိတယ်ဗျာသူခြေသွမ်းဘက်လောက်ကောင်းနေထိတ်တိုက်ထွေးဆုံမှုမှာအသာမရဘူးဆိုလို့ရှိရင် Newcastle ကရှုံးနေဗျဥပမာလီဗာပူးနဲ့ပွဲကိုပဲကြည့်ဗျာလီဗာပူးတို့ဒီ Man City တို့ဆိုလို့ရှိရင် Newcastle လုံးဝရှင်မခံနိုင်တဲ့အသင်းတွေလို့ပြောလို့ရတယ်ဆိုတော့2-0တောင်းနဲ့ပွဲပြီးသွားမယ်လို့ပဲကျွန်တော်မြင်နေပေါ့နော်ဘူဂီအနေနဲ့ကြေးထိမယ်ဆိုလို့ရှိရင်လည်းဂိုးပေါင်းကြီးနဲ့ပဲပြန်ပြီးတော့ကြေးထိမယ်လို့ပဲကျွန်တော်မြင်နေဗျဆိုတော့ဒီပွဲကိုတော့ကျွန်တော် Man City body ကိုပဲပြားဆုံးရင်းပြီးတော့ရွေးချယ်မယ်ဗျဆိုတော့ဒီနေ့ညအတွက်တော့စုစုပေါင်းပွဲစီ7ပွဲထိကျွန်တော်ရွေးချယ်ပေးခဲ့တယ်ပေါ့နော်ညီကိုတို့အကြိုက်တူတဲ့ပွဲတွေပဲဒီသက်ခွဲထုတ်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်လည်းဆော့လို့ရပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်ကျွန်တော်နေ့စဉ်အကောင်းဆုံးဖြစ်အောင်လို့ရွေးချယ်သုံးသပ်တင်ဆက်ပေးနေပါတယ်ဗျညီကိုတို့အားလုံးပဲမောင်းနေပေါက်ကြပါစေဗျာ